Okay ကျွန်တော်အခုရောက်နေရတော့3လွာဖြစ်ပြီးတော့3လွာ square feet 1023ရှိတဲ့ခန်းလေးကိုကျွန်တော်ရင်ပြပေးမယ် Okay အခုဝင်ချင်းမှာဆိုရင် kitchen room တွေ့ရမယ် kitchen room မှာဆိုရင်လည်းကျွန်တော်တို့မှန်လေးနဲ့ဖွဲ့ပေးထားတဲ့ခန်းလေးကိုပြီးကြရင် cabinet ဆိုလည်းကျွန်တော်တို့ကအလုံးလောက်ထည့်သွင်းပေးထားတယ်အထဲမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာဆိုရင် lighting ကောင်းကောင်းရတယ်ဘာလင်းအောင်ကောင်းကောင်းရတယ်ပြီးကြရင်ဒီမှာ drawing light တစ်ခုထည့်ပေးထားတယ်ကျွန်တော်ဆက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ dining area living room ဆိုလည်းကြည့်ရတယ် Okay ကျွန်တော်ဒီမှာလိုက်တာလို့ရှိရဲကျွန်တော်ဖွင့်ကြည့်လိုက် Okay လင်းအောင်လည်းကောင်းကောင်းရတယ်ပြီးကြရင်ကျွန်တော်တို့ဒီမှာဆိုရင် The Central မြန်မာပလာဇာရွှေလာဟော့ဘော့လိုလည်းဘေးကရက်မှာမြင်နေရတယ်ပြီးရင်လည်းကျွန်တော်တို့နောက်ထပ်ကံဘက်လိုင်းကိုလည်းကျွန်တော်တို့တွေ့နေရတယ်ကျွန်တော်ဒီခန်းမှာဆိုရင် Master Bedroom နှစ်ခန်းပါတယ်ကျွန်တော်အခုဒီဘက်ခန်းလေးရင်လိုက်ပြပေးမယ်နော် Okay ကျွန်တော်ဝင်ချင်းမှာဆိုရင်ကျွန်တော်တို့ cabinet တွေထည့်သွင်းပေးရတယ်ပြီးကြရင်ကျွန်တော်ဒီမှာလက်ဆောင်ပစ္စည်းတွေလာဆင်လို့ရမယ်ကျွန်တော်တို့ရေချိုးကန်းနဲ့အိမ်သာဆိုရင်လည်းကျွန်တော်တို့ modern ဆက်ဆန်လေးလာဆင်ရတယ်ပြီးကြရင်နောက်ထပ်ကျွန်တော်တို့အိမ်ခန်းဆိုလည်းကျွန်တော်ကြည့်ရတယ် living room တွေမှာဟုတ်ပဲကျွန်တော်ဒီ master bedroom อ่ะဆိုလဲ view လဲကောင်းတယ်တဘောကအလင်းအောင်လဲကောင်းကောင်းရတယ်အဲ့ဆိုရင်နောက်ထပ် master bedroom ခန်းလေးကျွန်တော်လိုက်ပြပေးမယ်ဒီခန်းလေးရဲ့ဝင်ချင်းမှာဆိုလဲကျွန်တော်တို့ cabinet ထည့်သွင်းပေးရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်ရေချိုးခန်းနဲ့ drawing light ဆိုလဲ modern ဆန်ဆန်လေးပြင်ဆင်ပေးရတယ်ပြီးကြရင်ဒီမှာဆိုလဲ lighting ကောင်းကောင်းရတယ် Okay ကျွန်တော်တို့တဘောကြတယ်Okay ဒီခန်းလေးရဆိုလဲကျွန်တော်တို့တဘောကအလင်းအောင်ကောင်းကောင်းရတယ် view အနေနဲ့လည်းကောင်းတယ် living room လိုပဲကျွန်တော်တို့ The Central မြန်မာ Plaza ကျွန်တော်တို့ဒီကံဘက်လမ်းရောဒီရွှေလာဟော့ပေါ့ကျွန်တော်တို့အကုန်လုံးမြင်နေရတယ်ဒီခန်းဆိုရင်တစ်ခန်းလုံး lighting ကောင်းကောင်းရတယ်ဒါကတော့ emergency exit emergency exit မှာဆိုရင်ကျွန်တော်တို့လှေကားတွေကကြဲကြဲဝန်းနဲ့ပြပြလေးရှိတယ်